မင်္ဂလာပါပရိသတ်ကြီးတို့ရေ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘိုဘိုလို့ပြောလိုက်တာနဲ့တာမန်ကာတွန်းတစ်ခုဆိုတာထက်ပရိသတ်တို့ငယ်ဘဝရဲ့ပြန်မရနိုင်တော့တဲ့အမှတ်တရများစွာတွေကတစ်ခုဆိုရင်မမှားပါဘူး။ငငယ်တုန်းကအကြောင်းပေးရဆိုရင်စာအုပ်ငှားဆိုင်သွားပြီးဘိုဘိုကာတွန်းစာအုပ်ကိုအလူရငှားဖတ်ခဲ့ရတာပါ။အရေးဗီဒီယိုတုန်းက YouTube ပရိသတ်တွေအတွက် Marvel နဲ့ DC က comic တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးခဲ့ပါတယ်။ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ငငယ်တုန်းကအရန်ကိုနှစ်ချိုက်စွာဖတ်ရှုခဲ့တယ်။မြန်မာနာမည်ကြီး comic တွေကတစ်ခုဖြစ်တဲ့ဘိုဘိုကာတွန်းတွေက ED တီထွင်ထားတဲ့တိတ်ပံပစ္စည်းတချို့အကြောင်းကိုပြန်မရတဲ့ငယ်ဘွားကိုပြန်လည်ရည်မှန်းတမ်းတရင်တင်ဆက်ပေးလိုက်ရပါတယ်။မိုးလေဝသစက္ကူဒီကာတွန်းထဲမှာတော့ဘိုဘိုဟာပူအိုက်တဲ့နေ့လည်ခင်းတစ်ခုမှာအပူတံကိုရက်ခတ်ပြီးအန်တုနေရပါတယ်။အဲလိုနဲ့ဒီလိုနေတော့မဖြစ်တော့ဘူး ED ကိုရာသီဥတုအေးအောင်တစ်ခုခုထွင်ခိုင်းအောင်မှဆိုပြီး ED စီကိုသွားပါတယ်။အဲလိုနဲ့ဘိုဘိုတယောက် ED အခန်းထဲကိုရောက်တော့အေးစိတ်နေတာကြောင့်ဘာလို့အခုလိုအေးနေရတာလဲလို့မေးလိုက်ပါတယ်။အဲလိုနဲ့ ED ကတူတီတင်ထားတဲ့မိုးလေဝသစက္ကူကြောင့်ပဲအခုလိုအေးနေရတာလို့ပြောပြလိုက်ပါတယ်။ရာသီဥတုစက္ကူကိုအသုံးပြုဖို့ဆိုရင်တော့ကိုလိုချင်တဲ့ရာသီဥတုရဲ့တင်ငေတာကိုဆွဲလိုက်တာနဲ့အဲဒီစက္ကူနဲ့မျက်နှာမူရာပေ100အတွင်းစက္ကူမှာဆွဲထားတဲ့ရာသီဥတုအတိုင်းတက်ရောက်မှာဖြစ်ပါတယ်။ဘိုဘိုဟာ ED ရဲ့ရာသီဥတုစက္ကူကိုသဘောကျသွားပြီးတော့သူ့အတူစမ်းသပ်ဖို့ယူသွားရင်ထုံးစံတိုင်းလူတွေကိုကူညီပေးမယ်ဆိုကအလွယ်လွယ်ချော်ချော်တွေဖြစ်ကုန်ပါတယ်။နောက်ဆုံးမှာတော့ဘိုဘိုရဲ့အဖေဟာမိုးတွေနှင်းတွေခန္ဓာကိုယ်မှာဆိုရွှဲပြီးတော့အိမ်ကိုပြန်ရောက်လာပါတယ်။လမ်းမှာတော့တိုင်ရင်ကိုရာသီဥတုတစ်မျိုးဖြစ်နေပြီးလေတိုက်တဲ့နေရာကတိုက်ငလင်လှုပ်တဲ့နေရာကလှုပ်နေကြတဲ့နေရာကကျတယ်ဆိုပြီးပြောပါတော့တယ်။စရုပ်ခွေဘိုဘိုဟာတရက်မှာ ED နဲ့ပြည်ထဲပေါက်ကနေအိမ်ပြင်ဘက်ကိုကြည့်နေတော့ဘေးအိမ်ကအန်ငယ်ကြီးကသူ့ခွေးကိုလိုက်ကြောင်းနေတာတွေ့လိုက်ပါတယ်။အဲဒီလိုနဲ့သူလည်းပဲခွေးမွေးကျင်တယ်ဆိုပြီး ED ကိုပူဇော်ပါတယ်။ဒါပေမဲ့ ED ကခွေးတစ်ကောင်မွေးဖို့အတွက်ကုန်ကြစိတ်တွေထိန်းသိမ်းဆောက်ရှောက်ရမှာတွေလိုက်နာဆောင်ရွက်ရမယ့်ဝတ္တရားတွေကိုဘိုဘိုကိုပြောပြပါတယ်။အဲလိုနဲ့ဘိုဘိုဟာခွေးမွေးကျင်စိတ်ပျောက်တယ်လို့ဖြစ်သွားတဲ့အချိန်မှာ ED ကသူတီထွင်ထားတဲ့ခွေးစရုပ်ကိုမွေးကြည့်ခိုင်းပါတယ်။ ED ရဲ့ခွေးစရုပ်ဟာလူစကားနားလေတဲ့အပြင်တခင်ပြစ်သူခိုင်းသမျှကိုအကုန်လုပ်ပေးပါတယ်။ဒီလိုနဲ့ဘိုဘိုတယောက်သူ့စရုပ်ခွေးကိုမိနီတို့အိမ်ဘက်ကိုသွားကြွားဖို့ခတ်သွားပါတော့တယ်။ဘိုဘိုတယောက်လမ်းမှာတွေ့သမျှလူကိုသူ့စရုပ်ခွေးကောင်းကြောင်လိုက်ကြွားပြီးအလွယ်လွယ်ချော်ချော်တွေဖြစ်ပါတော့တယ်။နောက်ဆုံးမှာတော့ဘိုဘိုအိမ်ပြန်ရောက်လာပြီးသူ့စရုပ်ခွေးကိုခြံဝါမှာသူတို့မိသားစုဝင်တွေကလွှဲရင်ဘယ်သူမှအဝင်မခံဖို့နဲ့ဝင်ဖို့ကြိုးစားရင်ကြိုက်လွတ်လိုက်ဖို့မှာထားပြီးအိမ်ထဲကိုစာချက်ဖို့ဝင်သွားပါတော့တယ်။ဒီလိုနဲ့ဘိုဘိုတို့အမေကသူ့စီကိုအကျွေးလာဆက်မဲ့သူကိုမလာသေးလို့ဖုန်းဆက်လိုက်တဲ့အခါဘိုဘိုရဲ့ဆေးရုပ်ခွေးကြိုက်လိုက်လို့အကျွေးပေးမဲ့သူဆေးရုံတက်နေရတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲလိုနဲ့ဘိုဘိုလည်းသူ့အမေရဲ့ကြိမ်လုံးနဲ့လိုက်သမားတာကိုခံလိုက်ရပါတော့တယ်။အတစ်တနက်ဘိုဘိုဟာ ED ကို ED ထွင်ထားတဲ့အတစ်တနက်လေးကိုခဏငှားဖို့ပူစားနေပါတယ်။သူကမီနီကို iPhone အသစ်ရှိတယ်လို့ကြွားထားတာကြောင့်သူအဖေပေးထားတဲ့ iPhone စုပ်ကိုအတစ်တနက်နဲ့ပြစ်ပြီးအသစ်ဖြစ်အောင်လုပ်မလို့ ED ကိုရှင်းပြပါတယ်။အဲ့ဒါနဲ့ ED ကကိုပြိုးကငါကြွားမဟုတ်ဘူးအခုကငါကြွားပို့ဖြစ်နေပြီလို့ပြောပြီးအတစ်တနက်ကိုဗီဒီယိုထဲကနေယူလိုက်ဖို့ပြောပါတယ်ဘိုဘိုလည်းဗီဒီယိုထဲကနေတနက်ကိုယူပြီးသူ့ရဲ့ iPhone စုပ်ကိုဖြစ်လိုက်တော့နောက်ဆုံးပေါ် iPhone အသစ်ဖြစ်ပြောင်းလဲသွားပါတော့တယ်ဒီလိုနဲ့သူဟာသူ့ရဲ့ iPhone လေးကိုကြွားဖို့လမ်းပေါ်ကိုထွက်သွားပါတော့တယ်လမ်းတစ်လျှောက်သူဟာကိုပြိုးတို့အိမ်ကကားကြီးကိုအတစ်တနက်နဲ့ပြစ်လိုက်တာနောက်ဆုံးပေါ်လိုင်းစင်နံပါတ်ပြောင်းမပါတဲ့ကားကြီးဖြစ်သွားပြီးရဲတွေလာသိမ်းသွားပါတယ်ဒါပြင်သူဟာတရောင်းသားကလေးလေးကိုလည်းတနာလို့ဆိုပြီးအင်ကြီးတွေကိုအသစ်ဖြစ်အောင်ပြောင်းလဲပေးလိုက်ပါတယ်အဲ့လိုနဲ့ဖတ်တီနဲ့တွေ့တော့ဖတ်တီရဲ့ခွေးပိန်လေးကိုလည်းနောက်ဆုံးပေါ်တင်းကြိုရန်ခွေးကြီးဖြစ်ပြောင်းလဲလိုက်ပါတော့တယ်။ဒါပေမဲ့ခွေးကအသစ်ဖြစ်သွားတာကြောင့်တခင်ကိုမမှတ်မိတော့ပဲဖတ်တီနဲ့ဘိုဘိုကိုလိုက်ဆွဲပါတော့တယ်။ဘိုဘိုလည်းခွေးလိုက်လို့ပြေးရင်သူကြွားဖို့လုပ်ထားတဲ့ iPhone အသစ်လေးနဲ့အသစ်တနက်တို့ကအိတ်ကတ်တွေကနေပြုတ်ကျပြီးလမ်းပေါ်ကကားတက်ချိတ်တာခံလိုက်ရပါတော့တယ်။နောက်ဆုံးမှာတော့ဘိုဘိုက iPhone လေးစုံ ED ပေးထားတဲ့အသစ်တနက်လေးစုံနဲ့ဇက်သိမ်းသွားရပါတော့တယ်။ကဲပရိသတ်တို့ရေအခုဗီဒီယိုထဲမှာတော့ပရိသတ်တို့ရဲ့ငယ်ဘွားကိုလွမ်းစွတ်တန်းတာရင်ငယ်ဘွားကဖတ်ရှုခဲ့တဲ့ဘိုဘိုကာတွန်းတွေကအကြောင်းအရာလေးချို့ကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ပရိသတ်တို့ရောအခုလိုဖုန်းတွေမပေါ်ခင်ငယ်ဘွားတုန်းကဘယ်လိုအမှတ်တရတွေရှိခဲ့လဲဆိုတာကို comment မှာရေးပေးခဲ့ပါအောင်ဗျာအခုလိုဗီဒီယိုလေးကိုစုံလေးကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်